Okay ကျွန်တော် sharing YouTube channel ကနေပြန်လဲကြိုဆိုပါရစေတကယ်ကျွန်တော်လည်းမင်္ဂလာပါဒီနေ့ကျွန်တော်ပြသပေးမယ့်အကြောင်းအရာလေးကတော့ကျွန်တော်တို့ခုအသုံးပြုနေတဲ့ G-Show screen reader မှာ label ဘယ်လိုတက်မလဲဆိုတာကိုပြောပြပေးသွားမှာဖြစ်ပါတယ်တကယ်ကျွန်တော်အနေနဲ့ကြုံမှုမှာပေါ့နော် software တွေအသုံးပြုနေနဲ့ဟလာဘာမှမ order button တွေပေါ့ဗျာနော် label ပေးမထားတဲ့ button တွေပေါ့အဲ့ဒါတွေကိုကြုံမှုပါလိမ့်မယ်ဥပမာဗျာ0.0.0.3 တို့ဘာလို့ညာတော့ပေါ့နော်အဲ့လိုဟာတွေကြုံမှုလိမ့်မယ်တခါတလေဆိုရင်လည်းဒီကိုက reading setting ထဲမှာသွားပြီးချိန်မထားရင်အဲ့ဒါတွေကိုမအော်ဘူးပေါ့နော်အဲ့ဒီ 0.0.0.3 တို့ဘာလို့မအော်ဘူးအဲ့ဒါကြုံမှုလိမ့်မယ်အဲ့ဒါတွေကိုကျွန်တော်တို့ကအဲ့လိုမအော်ဘဲနဲ့ဘတန်နာမည်အတိအကျအော်အောင်ပေါ့နော်ကျွန်တော်ဘယ်လိုမျိုး label တက်မလဲဆိုတာကိုကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်ဒါကတော့ကိုတက်မဲ့နာမည်နဲ့အဲ့ဒီလောက်ဆောင်ချက်ရဲ့အပေါ်မှာမူတည်ရပေါ့ဗျာဥပမာ software တစ်ခုရဲ့ button ကကျွန်တော်တို့ထားပါတော့ဒီ insert function ကိုလောက်ဆောင်နေထားပါတော့ဗျာတစ်ခုခုထည့်တဲ့ function ကိုလောက်ဆောင်နေပါတော့အဲ့ဒါကိုသူကဘာမှမအော်ဘူးအဲ့ button ကိုပေါ့နော်ဘာမှမအော်တဲ့နေရာမှာကိုက label တက်လိုက်ရင်အော်မယ်ဒါပေမဲ့အဲ့ label ကိုဘယ်လိုတက်မလဲဆိုတာစဉ်းစားရမယ်ပေါ့နော်ပြောချင်တာဒီ button ကဘာကိုလောက်ဆောင်တာလဲဆိုတော့ကိုသိဖို့လိုတယ်အဲ့လိုသိတဲ့အခါကျရင်ကျွန်တော်တို့ကဒီကိုတက်မဲ့ label နာမည်ကိုကိုယ့်ကိုစဉ်းစားလို့ရတယ်ပေါ့နော်ဥပမာခုနကကျွန်တော်ပြောသလိုပဲဒီ button က insert function ကိုလောက်ဆောင်နေဆိုတော့ကျွန်တော်တို့ကဒီ label နေရာမှာ insert လို့ရေးလိုက်ရင်ရတယ်အခုကျွန်တော်ဘာလောက်ဆောင်မှမသိလို့ရှိရင်တော့ဒီ button label တက်တဲ့နေရာမှာနည်းနည်းပြဿနာတက်နိုင်တယ်ပေါ့နော်ပြောချင်တာကိုတက်တဲ့နာမည်နဲ့လောက်ဆောင်ချက်နဲ့မကိုက်ညီတာတွေဖြစ်တတ်တယ်ဆိုတော့ဟုတ်ပြီကျွန်တော်တစ်ချက်ပြမယ်နော်ဒီမှာကျွန်တော် Telegram နဲ့ဝင်လိုက်မယ် Telegram application icon ဟုတ်ပြီ Telegram နဲ့ဝင်ပြီးတော့ Copy Zaza channel Copy Zaza channel sharing ကျွန်တော် sharing နဲ့ဝင်လိုက်မယ်ဗျာ sharing နဲ့ဝင်ပြီးတဲ့အခါတမှာ sharing 27 subscribers ကျွန်တော်ကနည်းနေတယ်ဗျာ subscriber ကျွန်တော်ရဲ့နော် YouTube မှာရှိတဲ့ပရိသတ်များ sharing ကိုလာခဲ့ကြပါလို့နော်အဲ့ဒါလည်းတစ်ဆက်တည်းဖိတ်ခေါ်ခြင်းပါတယ်ကျွန်တော်ရဲ့ Telegram sharing ကိုနော်လာခဲ့ပါကျွန်တော် YouTube description မှာကျွန်တော် link ထည့်ပေးထားပါမယ်ဟုတ်ပြီဆိုတော့ကျွန်တော်ဒီ invite link ကိုတယောက်စီကိုကျွန်တော်ပို့ချင်တာဗျာကျွန်တော်ရဲ့ channel invite link ပေါ့နော်ကျွန်တော်ပြမယ် subscribers invite link TV/technical invite link ကိုကျွန်တော်ပို့ချင်တာပေါ့နော်ပို့ချင်တော့ကျွန်တော်ဒီမှာနှိပ်လိုက်မယ်နှိပ်တဲ့အခါကျွန်တော်တို့ဒီမှာ Zaza com Zaza ဒီဇော်ဇော်ဆိုတဲ့စီကိုကျွန်တော်ပို့ချင်တာဗျာနော်အဲ့တော့ပို့မယ်နှိပ်လိုက်ပြီးတော့ချက်ကိုဒါပေမဲ့ပို့မဲ့နေရာမှာကျွန်တော်ဒီမှာကြည့်အောင် 4-0 ဟောအဲ့လိုပဲអော်တယ်ပေါ့နော်ဘာမှမអော်ဘူးတကယ်တော့အဲ့နေရာမှာ send သို့မဟုတ် share invite link ဆိုတာတခုခုတော့ဖြစ်ရမယ်ပေါ့နော်အဲ့လိုမអော်ဘဲနဲ့ဒီကောင်အခုတော့ 4-0 လို့អော်နေတယ်ဒီမှာ 4-0 ဟုတ်ပြီအဲ့လိုអော်နေတာဖြစ်တဲ့အတွက်ကျွန်တော်တို့အဲ့ဒါကိုကျွန်တော်ပြောင်းမယ်နော်ဒီသူអော်နေတဲ့နာမည်ကိုပြောင်းမယ်ပေါ့ကျွန်တော်ကြည့်အောင် menu add label cancel more menu ခေါ်လိုက်မယ် menu ခေါ်ပြီးဒီမှာကြည့်အောင် more button cancel add label button add a label ပေါ့နော် label တစ်ခုထည့်ပါတဲ့တခုပြောချင်တာကဒီအခုထည့်ထားတဲ့ label ကတော့ကျွန်တော်ဟိုဒီ custom label manager တွေကလည်းကျွန်တော်ဖြတ်ကြည့်ရမရဘူးပေါ့နော်ဒါကိုယ့်ရဲ့အလိုရကိုထည့်ပြီးလို့ရှိရင်တော့ဒါပြီးသွားပြီပေါ့ဖြတ်လို့မရတော့ဘူးပေါ့ဗျာဖြတ်လို့မရတော့ဘူးဆိုတာကျွန်တော်မတွေ့သေးလို့လည်းဖြစ်နိုင်ပါတယ်နော်ဒီ label ဖြတ်တဲ့ဟာကိုကျွန်တော်မတွေ့သေးလို့လည်းဖြစ်နိုင်တယ်တွေ့တဲ့အခါကျတော့လည်းကျွန်တော်တစ်ခေါက်ပြန်လာပြပေးမယ်ပေါ့နော်ခုလောဆိုတော့သူကဒီတိုင်းထည့်ထားတဲ့ label အပ်လိုက်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဖြတ်လို့မရတော့ဘူးအဲ့ဒီကိုအပ်ထားတဲ့ label ကိုတော့ဒါအမီတော့ပြောင်းလို့ရမယ်ပေါ့နော် label name change လို့ရမယ်ဆိုတော့ okay ကျွန်တော်တို့ဒီမှာကြည့်ရအောင် add label button အဲ့ဒီ label ကျွန်တော်နှိပ်လိုက်မယ်နော် add label 4-0 share custom labels to cloud translation cancel okay အဲ့ဒါကိုကျွန်တော်ကဘယ်လို cancel button translation unchecked 4-0 text field unchecked share custom labels to cloud checkbox ဒီမှာ share custom label to cloud ဆိုတာကကျွန်တော်က login ဝင်ထားလို့ပေါ်လာတော့မသိဘူးပေါ့နော်ဒါတကယ်ကျွန်တော်ဖုန်းထဲမှာတစ်ချက်ဆင်းကြည့်ပါအဲ့ဒါကဘာပြောရလဲဆိုတော့ကိုလောက်ထားတဲ့ကိုအပ်ထားတဲ့ custom label ကိုကျွန်တော်တို့ဒီ cloud ပေါ်တင်မယ်ဆိုတဲ့သဘောပေါ့နော်ဟုတ်ပြီကျွန်တော်တို့ဒီမှာကြည့်အောင် 4-0 text field ဒီဟာကိုကျွန်တော်ဖြတ်မယ်ဗျာနော် text field cleared ဟုတ်ပြီဖြတ်လိုက်ပြီဖြတ်ပြီးတော့ကျွန်တော်ကဘာရေးမလဲဆိုတော့ဒါက invite link ပို့တာဖြစ်တဲ့အတွက်ဒါက invite link ပို့တာဖြစ်တဲ့အတွက်ကျွန်တော် invite လို့တစ်ချက်ရေးကြည့်လိုက်မယ်နော် sorry ဗျာ K I shift label cap I cap N N V N I N D N E invite နော် invite လို့ကျွန်တော်တစ်ချက်ရေးကြည့်လိုက်မယ်ရေးပြီးတဲ့အခါကျွန်တော်မှကြည့်အောင် unchecked invite text add label okay cancel okay okay ပေးလိုက်မယ်နော်ဟုတ်ပြီကျွန်တော် okay ပေးလိုက်ပြီးရင်ဒီမှာကြည့်အောင် invite ဟောဒီမှာ invite ဆိုတာရောက်လာပြီပေါ့နော်အဲကျွန်တော်အစပြန်လုပ်ပြမယ်ကျွန်တော်အစပြန်လုပ်ပြမယ်ဗျာနော်ကျွန်တော်ပြန်ဝင်လိုက်မယ် Telegram နဲ့ကိုပြီးကျွန်တော် sharing နဲ့ဝင်မယ် channel sharing set chat 1990 နော်ကျွန်တော် sharing နဲ့ဝင်ပြီးပြီပြီးရင်
January 16th. Sharing 27. invite link ကျွန်တော်ပို့ရမယ့်နေရာကိုသွားမယ် Subscribers. 27 administrators. Channel settings. Links. Channel settings. Link voice script underscore losing links. Administrate subscribers. Administrate subscriber invite link. TV/link 527. နှိပ်လိုက်ပြီကျွန်တော် invite link ကို invite link နှိပ်ပြီးတဲ့အခါမှာကျွန်တော်တို့ဘယ်သူ့ကိုပို့မလဲပေါ့နော် My library. Sent by Zaza. ကဲဇော်ဆိုတဲ့ chat ထဲပဲပို့လိုက်မယ်ဗျာအဲ့တော့မှကြည့်ရအောင် Invite. ဟောဒီမှာ invite ဆိုတဲ့ဥစ္စာကကျွန်တော်တို့ခုနက 4-0 မဟုတ်တော့ဘဲနဲ့ invite ဖြစ်နေပြီပေါ့နော်အဲ့ဒီ invite ကိုနှိပ်လိုက်တာနဲ့ကျွန်တော်တို့အခု link ဒီကိုပို့ခြင်းတဲ့ chat ထဲကိုရောက်သွားပြီဖြစ်ပါတယ်ပြောချင်တာကအခုဒီကျွန်တော် label တက်လိုက်တာ invite လို့တက်လိုက်တာပေါ့နော် invite လို့တက်လိုက်တာမှန်သလားမမှန်ဘူးလားဆိုတော့ မှန်ပါတယ်ဘာလို့လဲဆိုရင်အခုကျွန်တော်ဒီ link ကိုပို့ချင်တာကိုယ့်ရဲ့ channel တွေကိုလာဖို့ဖိတ်ခေါ်ချင်တာပေါ့နော်ဒါကြောင့်ကျွန်တော်ကသူ့ကို invite လို့ကျွန်တော် label တက်လိုက်တာအစပထမအဆုံးကသူ့မှာဘာမှမပါဘူး 4-0 ပဲပါတယ်ပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်တို့ကသူ့ကိုဒီ link ကိုပို့ချင်တာဖြစ်တဲ့အတွက် send လို့လည်းကိုစိတ်ကြိုက်ပေါ့နော်တက်နိုင်တယ် share လို့လည်းတက်နိုင်တယ်ဒါမှမဟုတ်အခုတော့ကျွန်တော်တက်တယ်လို့ invite လို့လည်းတက်နိုင်တယ်ပေါ့နော် okay Home. Recent. Button. နော်အဲ့တော့ဒီလောက်ပါပဲဒါကတော့ G-Show Screen Reader မှာ label တက်မှထားတဲ့ item တွေကိုဘယ်လိုမျိုး label တက်ရမလဲဆိုတာကိုကျွန်တော်လာပြောပြပေးတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ခုနပြောသလိုပဲကိုယ်စိတ်ကြိုက်နော်ကိုတက်မဲ့နာမည်နဲ့ button ရဲ့လောက်ဆောင်ချက်ကိုကန့်ညီဖို့တော့လိုပါတယ်ဒါဆိုဒါမှကျွန်တော်တို့ကနောက်တစ်ခါကိုယ်ပဲချိန်ပြန်ဝင်သုံးဒီ button ကိုနားလည်ပါလိမ့်နော်နောက်မှဆိုကျွန်တော်တို့က button ရဲ့လောက်ဆောင်ချက်နဲ့ကိုတက်တဲ့နာမည်နဲ့မကန့်ညီဘူးဆိုလို့ရှိရင်နောက်တစ်ခါကိုနည်းနည်းကြာသွားလို့ပြန်ဝင်သုံးတဲ့အခါကျတော့ဒီကိုတက်ထားတဲ့ label ကနာမည်တစ်မျိုး button ရဲ့လောက်ဆောင်ချက်ကတစ်မျိုးဖြစ်နေလို့ရှိရင်ကိုမေ့သွားတတ်တယ်ပေါ့နော်ဒါဆိုတော့အဆင်မပြေဘူး okay အားလုံးကျေးဇူးတင်ပါတယ်နောက်မှကျွန်တော်ပြန်လာတွေ့တာပါနော်